တရုတ်လူမျိုးတို့ရဲ့တာသမီတွေကိုလက်ဆင့်ကမ်းပေးတဲ့ချမ်းသာနည်းတရား1ဝင်ငွေထက်ရှော့အထုံမှ2တထေးအတုမလုပ်ပါနဲ့3အကျွေးကိုယောဂလိုကြောက်ပါ4အလုတ်ကိုအသက်ထက်တန်ဖိုးထားပါ5အိုးရင်အရင်ထူထောင်ပါ6ပိုက်ဆံရှိတာကိုသူများမသိပါစေနဲ့9အခွင့်အလန်းကိုမျက်စိရှင်ရှင်ထားပါ10ဈေးစစ်တတ်တဲ့အလေးအကျင့်ရှိပါစေကိုတကြဲရရင်တောင်ကျေးဇူးတင်ပါ10ငွေဆိုတာစီးစင်းနေမှာတန်ဖိုးရှိတာပါ17အပိုပစ္စည်းမဝယ်ပါနဲ့12အဝတ်အစားထက်အသိပညာမှာရင်းနှီးပါ13အချင်းကိုပိုက်ဆံထက်ပိုတွက်ကတ်ပါ14မိသားစုစီးပွားရေးကိုအားပေးပါ15ကလေးတွေကိုငငယ်ကလေးကငွေအကြောင်းတင်ပေးပါ16အလုတ်တစ်ခုတည်းမှာပဲရပ်မနေပါနဲ့19စွန်ဦးတီထွင်စိတ်ကိုအမြဲမွေးပါ18မဖြစ်နိုင်တာမရှိဘူးလို့ယုံကြည်ပါ19ရှုံးနိမ့်မွန်းကိုသင်ခန်းစာအဖြစ်ယူပါ20တီးခံနိုင်မှုကချမ်းသာခြင်းရဲ့လွှတ်ဝက်ချက်ပါ21အပေါင်းအသင်းကိုရွေးပေါင်းပါ22လူမှုကွန်ရက်ကိုတည်ဆောက်ပါ23ကူညီနိုင်တဲ့နေရာမှာလက်မနှေးပါနဲ့24ကတိတည်ပါစေ25နမဲပြတ်တဲ့စီးပွားရေးပြတ်တာပဲ16ပိုက်ဆံထွက်ဖောက်ကိုအမြဲပိတ်ပါ29ဝါဒနာထက်အမြဲရမယ့်အလုပ်ကိုအရင်လုပ်ပါ28အစားအသောက်မှာမဖြုံးပါနဲ့29ကိုအမြဲညှိ့ချထားပါ30သူများထက်စောစောထားပါ31သူများထက်နောက်ကျမှအိပ်ပါ32အလုပ်ကိုညီညွတ်ခြင်းမရှိပဲလုပ်ပါ33အခက်အခဲဆိုတာပိုက်ဆံရမယ်လမ်းစားပဲ34လူတိုင်းစီကတင်းယူပါ35ပြိုင်ဘက်ကိုကြံသူလို့သဘောမထားပါနဲ့36အသေးအဖွဲကုန်ကြစရိတ်ကလေးကိုဂယူးဆိုင်ပါ39အရင်အနီးကိုမထီပါနဲ့38အမျက်ကိုပဲပြန်ရင်းနီးပါ39တယောက်သေးမစားပါနဲ့40လက်တွေဖော်ကောင်းရှာတတ်ပါစီ41ဈေးကွက်ကိုအမြဲလေ့လာပါ42ခီးရည်စည်းချောင်းကိုနားလဲပါစီ43မြေကွက်ဝဲတာဟာအကောင်းဆုံးယင်းနှီးမြုပ်နှံမှုပါ44ရွှေကိုစုဆောင်းပါ45ငွေကြီးဖောင်းပွားမှုကိုတတိထားပါ46အာမထားတဲ့အလိအကျင့်ရှိပါစေ49စည်ရင်အင်းတိကြပါစေ48မနှက်ဖြန်အတွက်ဒီနေ့ကလေးကပြင်ဆင်ပါ49အလုတ်စူးစားယုံနဲ့မချမ်းသာဘူးအုံနောက်ပါ3ပါ50ဘယ်အလုတ်ကိုမဆိုစနစ်တကျလုပ်ပါ51အောင်မြင်မှုကိုမလောပါနဲ့52အခြေခံကနေစားကျင်ပါ53အသေးစားလုပ်ငန်းကနေအကြီးစားဖြစ်အောင်လုပ်ပါ54ဝန်ဆောင်မှုကိုထိတ်တန်းမှထားပါ55ဝယ်သူကိုဘယင်လိုဆက်ဆံပါ56ရိုးသားမှုကရေရှည်အတွက်အကောင်းဆုံးဗျူဟာပဲ59အချိန်မှန်ပါစေ58ကိုကျမ်းမာရေးကိုဂရုစိုက်ပါဒါမှအလုံးလုံးအိုင်မယ်59ပညာတက်တာထက်အလုပ်တက်ဖို့အရေးကြီးတယ်60အခွင့်အရေးကိုစောင့်မနေနဲ့ကိုယ်တိုင်ဖန်တီးပါ61အစိုးငင်တဲ့လူတွေကိုရှောင်ပါ62အမြဲတမ်းသင်ယူနေသူဖြစ်ပါစေ63ပိုက်ဆံကိစ္စမှာမျက်လာမနာပါလေ64စာချုပ်စာတမ်းခိုင်းပါပါစေ65အခွန်ကိစ္စနားလေပါစေ66ဆုံးရှုံးမှုအန္တရာယ် risk ကိုတွက်ချက်ပါ69အရန်ငွေအမြဲထားပါ68အိမ်တော်ဖက်နဲ့တိုင်ပင်ပါ69ကလေးတွေကိုအလုပ်ခိုင်းပါ90အမွေးပေးတာထက်ပညာပေးတာကပိုမြတ်တယ်91အတုံးဝဆောင်တွေကိုတန်ဖိုးထားပါ92အလားဟာတမဖြစ်ပါစေနဲ့93ပြဿနာကိုဖြေရှင်းရင်ပိုက်ဆံရမယ်94ကိုယုံကြည်မှုရှိပါ95အတုယူပါဒါပေမဲ့မတုပါနဲ့96ကိုအားကိုပါ99အလူအတန်းလုပ်ပါ98ပိုက်ဆံရှိရင်ပိုပြီးညှိ့ချပါ99 global mindset ထားပါ80ဒေတာန္တရဘဟုတုတရှာပါ81စိတ်ရှိပါ82
ဝေဖန်မှုကိုလက်ခံပါ83အမားကိုမြန်မြန်ပြင်ပါ84နီးပညာကိုအသုံးချပါ85အမျက်နည်းနည်းအယောင်မြန်မြန်နီးစနစ်နဲ့ဈေးရောင်းပါ86ငွေကိုအလုပ်ခိုင်းပါ89 passive income ရအောင်လုပ်ပါ88စူပေါင်းအင်အားကိုသုံးပါ89မိသားစုစီးလုံးမှုဟာအင်အားပဲ90အောင်မြင်သူတွေရဲ့အထုပတိဖတ်ပါ91အကျွေးကိုစနစ်တကျဆက်ပါ92ဘဏ်နဲ့ဆက်ဆံရေးကောင်းပါစေ93အသုံးစရိတ်ကိုမှတ်တမ်းတင်ပါ94အရေးမပါတဲ့ပွဲလမ်းသဘင်တွေရှောင်ပါ95အလုပ်မှာပျော်အောင်နေပါ96ကိုယ့်လုပ်ငန်းအကြောင်းအကုန်သိပါစေ99တီထွင်ကြံစားပါ98အပြောင်းလဲကိုလက်ခံပါ99ဒီနေ့ထက်မနေ့ပြန်ပိုကောင်းအောင်နေပါ100ဘဲတော့မှအရှုံးမပေးပါနဲ့ရက်ရသားတွေပြတ်သားတွေကြည်ဖို့ပြက်ကလေးမလိုပါဘူးစိတ်ထားကောင်းကောင်းနဲ့ဘဝကိုအကျိုးရှိရှိရှင်သန်တတ်ရင်နေ့ရက်တိုင်းဟာရက်ရသားပါပဲမိဘစုမကိုမကြောက်ပါနဲ့စုမဲမိဘတွေမရှိတော့မှပဲတွေးပြီးကြောက်ပါရွှေရှိလဲမကြွားနဲ့ငွေရှိလဲမကြွားနဲ့ခက်ပြက်ကြီးထဲမှာကိုဟာကျူးရင်ကိုတူးကိုတောင်ယုံရတော့တာမဟုတ်ဘူးစတာနဲ့အဆက်ခွဲတာမတူဘူးနှိမ်နာနဲ့ကောင်းသေးချင်တာမတူဘူးဒါကြောင့်စတာပါဆိုပြီးအဆက်ခွဲတဲ့သူတွေကောင်းသေးချင်လို့ပါဆိုပြီးနှိမ်တဲ့သူတွေကိုတတ်နိုင်သမျှရှောင်ပါလူဆိုတာဆင်းရဲလို့ရတယ်ဒါပေမဲ့ပြင်းလို့တော့မရဘူးမိဘအသက်ကိုပေးလိုက်တယ်ဒါပေမဲ့လမ်းကကိုယ့်ဘာသာရှောက်ရမှာလေဝင်ငွေကြီးကြီးမားမားမရှာနိုင်သေးရင်ဝင်ငွေနည်းနည်းရနိုင်တဲ့အခွင့်အရေးတွေကိုလက်မလွတ်နဲ့ကို့မှာမရှိသေးတာကိုရအောင်ကြိုးစားရမယ်ကိုရောက်ချင်တဲ့နေရာကိုရောက်အောင်သွားရမယ်လောကကြီးမှာအမြဲတမ်းမှန်နေတဲ့အမှန်တရားကိုလိုချင်တဲ့အရာကိုကိုယ်တိုင်ပဲကြိုးစားယူရမယ်ဆိုတာပဲမင်းလိုချင်တာကိုပေးဖို့မင်းကိုကူညီပေးဖို့ဘယ်သူမှတာဝန်ရှိမနေဘူးဆိုတာကိုနားလည်လက်ခံထားဖို့လိုတယ်စိတ်ပင်ပန်းလာတဲ့အခါမေတ္တာပို့ပါဖျားတပည့်တော်ကိုအချင်းချင်းပင်ပန်းဆင်းရဲအောင်ပြုလုပ်ခဲ့သူများလည်းဒီနေ့မှစပြီးအေးချမ်းနိုင်ပါသည်ဖျားတပည့်တော်ဒီလည်းဒီနေ့မှစပြီးစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းဝေးရပါသည်ဖျားတပည့်တော်ကိုနာကျင်သေးသူတွေလည်းဖျားတပည့်တော်နာကျင်ရသလိုခံစားရသလိုမနာကျင်ရပါသည်နဲ့မခံစားရပါသည်နဲ့ဖျားဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိသောသူများနဲ့ဖျားတပည့်တော်မစုံစည်းရပါသည်နဲ့ဖျားတပည့်တော်ဝမ်းနေယူကြရသောမျက်ရည်များသည်လေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါရသည်အရှင်ဖျားမှတ်ထားပါသမီးလေးပတ်ဝန်းကျင်ရဲ့သတင်းစကားတွေပဲကြားကြားအတင်းစကားတွေပဲကြားကြားဘယ်သူတွေဘယ်လိုပဲဝေဖန်နေပါသေးကိုထမင်းကိုစားပြီးရက်တည်နေတဲ့သူမို့ခွေးဟောင်တိုင်းတော့ခေါင်းထောင်မကြည့်မိသေးနဲ့ဘယ်သူတွေဘယ်လိုပဲတွေးကိုဘဝကိုနေမိုးမခံနဲ့အလှပဆုံးမိန်းကလေးဆိုတာဘယ်လိုလောကဓာတ်နဲ့ပဲကြုံအလှဆုံးပြုံးထားနိုင်သူကိုခေါ်တာကွသမီးလေးရေဘဝဆိုတာမပင်ပန်းရင်မခိုင်ပါဘူးမကြရှုံးရင်မကြီးထွားနိုင်ဘူးဒီနေ့မှမျက်ရည်ကျခဲ့ရတာတွေရှိရဲ့နောက်မနှက်ပြန်အတွက်အားမွေးထားရမယ်အဖေရဲ့သမီးလေးကမလွယ်ကူတဲ့အရာကြီးနဲ့ခက်ခဲတဲ့ဘဝတွေကိုကြော်ဖြတ်နိုင်တယ်တန်ဖိုးရှိတဲ့အမျိုးသမီးလေးဆိုတာကိုအမြဲတမ်းသတိရနေရမယ်နော်သမီးလေးရေအမျိုးသမီးတယောက်တကယ်လားမလားသိချင်ရင်လောကဓာတ်ကိုရင်ဆိုင်ကြည့်ပါတယောက်တည်းရက်တည်ကြည့်ပါဒါတွေအားလုံးကိုကြော်ဖြတ်နိုင်ပြီးအသက်50ကျော်တဲ့အထိလှနေသေးတယ်ဆိုရင်ဒါတကယ်ကိုမိန်းမလှလေးတယောက်ပါပဲဒါကြောင့်လောကဓာတ်ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပါတယောက်တည်းလေရက်တည်နိုင်အောင်ကြိုးစားပါဒါမှအဖေသမီးလေးဟာတန်မာတဲ့အမျိုးသမီးတယောက်အစဉ်သဖြင့်လှပနေတဲ့မိန်းမလှလေးတယောက်ဖြစ်တော့မှာပေါ့နားထောင်ပါသမီးလေးအလုတ်ကိုကြိုးစားပါလှအောင်နေပါဘယ်သူမှမမီကိုပဲကိုအားကိုနိုင်တဲ့သူဖြစ်နေပါသေးလောကမှာကိုအားကိုပြီးရက်တည်နိုင်တဲ့မိန်းမအတောက်ပဆုံးနဲ့အလှဆုံးလူပါပဲ